အမျိုးသားတဦးသည်ရင်းဤကိုတောင်တွင်းရှိကုံတက်တာများရုတ်တရက်ပျောက်ဆုံးသွားသည်ကိုတွေ့ရပြီးထိတ်လန့်သွားခဲ့သည်သူသည်ဆက်စုကျင်စိတ်ဖြင့်တံပိုက်လုံးများကိုထိုနေရာတွင်ထပ်မံချထားကြည့်ရာဒုတိယမြောက်စက္ကန့်မှာပင်ထိုတံပိုက်လုံးများပါထပ်မံပျောက်ဆုံးသွားခဲ့သည်နှစ်ပေါင်း1000ကျော်စီသို့ထိုတံပိုက်လုံးများသည်လွန်ခဲ့သောနှစ်ပေါင်း1000ကျော်ကအတိတ်ကာလတိုင်းပြည်တစ်ခုစီသို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်လက်နက်ပြက်လက်မှုထိုအချိန်တွင်ရန်သူစစ်တပ်ကမြို့ရိုးနာအထိရောက်ရှိနေပြီးလက်နက်အလွန်ပြက်လက်နေသဖြင့်ဘုရင်မကြီးသည်ထိုတံပိုက်လုံးများကိုမြင်ပြီးအလွန်ဝမ်းသာသွားခဲ့သည်သို့သောသူမ၏အမတ်များကမူရင်းတို့ကိုထင်းတုံးများဟုထင်မှတ်ကစစ်မြေပြင်သို့ယူဆောင်သွားပါကစစ်တီတော်များကိုအန္တရာယ်ပြုနိုင်ကြောင်းသတိပေးခဲ့ကြသည်လက်နက်၏စွမ်းပကားနှင့်ရန်သူကိုတိုက်ထုတ်ခြင်းစွမ်းရည်စမ်းသပ်ခြင်းတံပိုက်လုံးများ၏ကြက်ခိုင်မှုကိုစမ်းသပ်ရန်ဘုရင်မကြီးသည်သူမ၏ဓာတ်ဖြင့်ခုတ်လိုက်ရဓာတ်သည်ချက်ချင်းကျိုးသွားခဲ့သည်ထို့နောက်ဘုရင်မကြီးသည်စစ်တီတော်များကိုစူးစီးကာရန်သူများကိုခုခံရန်ကိုယ်တိုင်ဦးဆောင်၍ထွက်ခွာခဲ့သည်ရန်သူဗိုလ်ချုပ်ဆုတ်ခွာခြင်းရန်သူစစ်တပ်တွင်တံမဏိဓာများနှင့်အင်အားတောင့်တင်းလာသဖြင့်မြို့ပြင်ရှိစစ်တီတော်များကဘုရင်မကြီးကိုဆုတ်ခွာရန်တောင်းဆိုခဲ့ကြသည်သို့တော်မထင်မှတ်ဘဲဘုရင်မကြီးသည်ထိုတံပိုက်လုံးများကိုအသုံးပြု၍ရန်သူများ၏ဓာများကိုရိုက်ချိုးပစ်ခဲ့သည်ရန်သူဗိုလ်ချုပ်သည်ဘုရင်မကြီး၏လက်နက်များအလွန်ခိုင်မာသည်ကိုမြင်သောအခါယာယီဆုတ်ခွာရန်အမိန့်ပေးခဲ့ရသည်နတ်ဖျားပမာကူညီခြင်းနှင့်ရွှေငွေရတနာများလဲလှယ်ခြင်းအတန်ကြားရခြင်းရန်သူကိုတိုက်ထုတ်ပြီးနောက်မြို့ထဲတွင်ရိတ်ခါနှင့်ရေပြက်လက်မှုကြောင့်ဘုရင်မကြီးစိုးရိမ်ပူပန်ကနတ်မင်းထံဆုတောင်းခဲ့ပြန်သည်တစ်ဖက်တွင်လည်းကုန်ပစ္စည်းများအကြောင်းရင်းမရှိပျောက်ဆုံးနေသဖြင့်တခိုးခိုးသည်ဟုထင်ကအမျိုးသားဖြစ်သူကအတန်ချက်ဆက်ဖြင့်အော်ဟစ်ခဲ့ရမှတဦးနှင့်တဦးအတန်များကြားခဲ့ကြရသည်နတ်ဖျားဟုတတ်မှတ်ခြင်းဘုရင်မကြီးကထိုအမျိုးသားကိုနတ်ဖျားဟုတတ်မှတ်ကရိတ်ခါပြက်လက်မှုပြဿနာကိုကူညီရန်ပြောကြားခဲ့သည်သို့သောအမျိုးသားမှာအကျွေးတင်နေသဖြင့်ရိတ်ခါဝယ်ရန်မတတ်နိုင်ကြောင်းပြောသောအခါဘုရင်မကြီးကတိုင်းပြည်ရွှေတုံးနှင့်ငွေတုံးရတနာများကိုပေါ်တယ်မှတဆင့်ပေးပို့ခဲ့သည်ရိတ်ခါပေးပို့ခြင်းအမျိုးသားသည်ထိုရတနာများကိုပတ်စံအဖြစ်လဲလှယ်ကအစားအစာများနှင့်ရေစုပ်ဆက်ကိုဝယ်ယူပြီးဘုရင်မကြီးထံပြန်လည်ပေးပို့ခဲ့သည်ထို့ပြင်ညဘက်တွင်လက်နက်များထပ်မံပို့ပေးရန်သဘောတူခဲ့ကြသည်နောက်ွယ်မှတိုက်ခိုက်ခြင်းမထင်မှတ်ဘဲဘုရင်မကြီး၏အမတ်ကတစ္ဆာဖောက်ကစစ်တပ်နှင့်နောက်ွယ်မှတိုက်ခိုက်ခဲ့သည်ပေါ်တဲ့အကွဲခြင်းထိုအချိန်တွင်အမျိုးသားသည်လက်နက်တစ်တာများကိုကိုတောင်သို့ယူဆောင်လာစဉ်ပေါ်တဲ့တွင်အကွဲကြောင်းများဖြစ်ပေါ်လာသည်ကိုမြင်တွေ့ခဲ့ရသည်ကယ်တင်ရန်ထွက်ခွာခြင်းဘုရင်မကြီးဒဏ်ရာရသွားသည်ကိုသိရှိရပြီးနောက်အမျိုးသားသည်ဘုရင်မကြီးကိုကယ်တင်ရန်အတွက်လက်နက်တစ်တာများတင်ဆောင်ထားသောလဲကိုမောင်းနှင်ကပေါ်တဲ့ထဲသို့တိုက်ရိုက်ဝင်ရောက်သွားခဲ့လေသည်